မြန်မာငလင်ပြီးတဲ့နောက်ဂျပန်နိုင်ငံမှာဆယ်စုနှစ်များအတွင်းအကြီးမားဆုံးအပြင်းထန်ဆုံးငလင်လုံနိုင်ခြေရှိပြီးတော့လူပေါင်း3သိန်းနီးပါးသေဆုံးနိုင်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။နန်ကိုင်းချင်းမီကာကျူလို့ခေါ်တဲ့မီကာကျူ6အထက်ရှိတဲ့ပြင်းထန်ငလင်လုံနိုင်ခြေဟာ80%အထိရှိတာကြောင့်ဂျပန်မှာနေသူတွေအထူးသတိပြုမိကြဖို့ဂျပန်အစိုးရကထုတ်ပြန်ထားတာပါ။တကယ်လို့အဆိုပါငလင်လှုပ်ခတ်လာခဲ့ရင်လူပေါင်း2,98,000သေဆုံးနိုင်ပြီးတော့လူပေါင်း1.2 သန်းလောက်ကိုအရေးပေါ်ရွှေ့ပြောင်းပေးရဖွယ်ရှိပြီးအမေရိကန်ဒေါ်လာ1.8 ထရီလီယံအထိဆုံးရှုံးနိုင်တယ်လို့ဆိုပါတယ်။မီကာကျူးလို့ခေါ်တဲ့ Richter Scale 6အထက်ရှိတဲ့အပြင်းထန်ဆုံးငလင်ကြီးလှုပ်ခတ်နိုင်တယ်လို့ဂျပန်အစိုးရက2025ခုနှစ်မတ်လ31ရက်နေ့မှာထုတ်ပြန်ထားတာဖြစ်ပါတယ်။ဂျပန်နိုင်ငံဟာကမ္ဘာပေါ်မှာငလင်ဘေးဒဏ်အခမ်းအရဆုံးနိုင်ငံတစ်ခုဖြစ်ပြီးတော့မီကာကျူ8ကနေ9အထိရှိတဲ့ငလင်လာဖို့80%ရှိတယ်လို့ဆိုထားပါတယ်။2011ခုနှစ်တုန်းကမီကာကျူ6အထက်ငလင်လှုပ်ခဲ့လို့ဆူနာမီလှိုင်းတွေဖြစ်ခဲ့ကနျူကလ িয়ার ဓာတ်အားပေးစက်ရုံထိခိုက်ပြီးလူပေါင်း1000ခွဲသေဆုံးခဲ့ရပါတယ်။ဂျပန်ကမြို့နယ်ပေါင်း600လောက်အထိငလင်တန်ခံရနိုင်ပြီးမြို့နယ်ပေါင်း149ခုမှာဆိုရင်အင်အားပြင်းထန်တဲ့ငလင်တန်ကိုခံစားရနိုင်ပါတယ်။ဆူနာမီရေလှိုင်းတွေလည်း73ခရိုင်မှာအမြင့်32ပေအထိမြင့်တက်လာနိုင်ပါတယ်။ငလင်ကြောင့်လူပေါင်း12.3 သန်းလောက်ဟာအိုးအိမ်စွန့်ခွာထွက်ပြေးရနိုင်ပြီးတော့စီးပွားရေးပျက်စီးဆုံးရှုံးမှုကဂျပန်ရဲ့တစ်နှစ်တာအသုံးစရိတ်ထက်2ဆပိုများနိုင်ပါတယ်။လက်ရှိဂျပန်နိုင်ငံမှာလည်းမြန်မာလူမျိုးသိန်းကနန်းနီးပါးရောက်ရှိနေထိုင်လုပ်ကင်ကြတာမို့ဂျပန်အစိုးရရဲ့အတိပေးတုတ်ပြန်ချက်တွေကိုစောင့်ကြည့်တင်ပြီးကြိုးပြင်ဆင်ထားဖို့လည်းလိုအပ်ပါတယ်။ဂျပန်အစိုးရကအပြင်းထန်ဆုံးငလင်လှုပ်ခတ်လာမဲ့အန်ဒီရဲကိုကြိုတင်အတိပေးချက်ထုတ်ပြန်ထားတာဖြစ်ပြီးနန်းကန်ချင်းဒေသကမီကာငလင်များထက်လှုပ်လာနိုင်ခြေကနောက်ထပ်အဆိုးအဝါဆုံးဖြစ်လာနိုင်ပါတယ်။အဆိုပါဒေသမှာနောက်ဆုံးငလင်လှုပ်ခတ်ခဲ့တာက1946ခုနှစ်မှာဖြစ်ပြီးတော့နောက်ထပ်200ဝန်းကျင်အတွင်းထပ်မံလှုပ်ခတ်လာနိုင်ခြေရှိတယ်လို့ဂျပန်အစိုးရကအတိပေးထုတ်ပြန်ထားပါတယ်။ဂျပန်အစိုးရကထိခိုက်ဆုံးရှုံးနိုင်ခြေတွေကိုထွက်ချက်ထားတဲ့အပြင်မြို့နယ်အလိုက်လူသေးဆုံးမှုဖြစ်လာနိုင်တဲ့အချက်လက်တွေကိုပါတပါးသီးထုတ်ပြန်ကြေညာထားပါတယ်။ Why Japan experiences so many earthquakes? Japan is located in a region known as Pacific Ring of Fire, which is an area where 4 tectonic plates meet: the Eurasian Plate, the Pacific Plate, the Philippine Sea Plate, and the North American Plate. The movement of these plates creates a lot of seismic activity and leads to large number of earthquakes. In fact, Japan experiences almost 1,500 earthquakes per year, but most of them are too small to feel. What causes earthquake to happen? The tectonic plates are always slowly moving, but they get stuck at their edges due to friction. When the stress on the edge overcomes the friction, there is an earthquake that releases energy in waves that travel through the Earth's crust and cause the shaking that we feel. While most earthquakes are caused by the slipping of tectonic plates, minor earthquakes can also be caused by volcanic eruptions, collapse of rock formations on Earth's surface, or underground explosions. Now you know. What if the ground beneath your feet suddenly started to shake? That's an earthquake. Earthquakes happen when massive slabs of Earth's crust, called tectonic plates, grind against each other. Over time, pressure builds up. When it finally releases, boom, the ground shakes. This sudden release of energy sends shockwaves through the Earth, which we feel as tremors. Sometimes they're tiny. Other times they can destroy entire cities. We measure their strength using the Richter scale. A 3 might rattle your windows. A 7, that's major damage. In an earthquake, remember, drop, cover, and hold on. Earthquakes are powerful reminders that our planet is always moving, even when we don't feel it.